အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Vodka Mojito လေးကိုဖြောပြပေးသွားမှာဖြစ်ပါတယ်သူရဲ့ပေါင်ပစ္စည်းကလည်းနည်းနည်းလေးပဲမလို့ပေါ့နော်ဘာလို့မဆိုအိမ်မှာလွယ်တကူလိုက်ဖြော်လို့ရပါတယ်သူက Vodka ရဲ့ soda ရဲ့တံပြာသီးရဲ့ပူစီနိုင်ပြီးတခြားရည်ရယ်ပေါ့နော်အဲ့ဒါပဲပေါ့ဒီ Mojito ရဲ့အဓိကသူ့ရဲ့ base ကကြတော့သူက Cuba နိုင်ငံလာတာပေါ့နော်သူရဲ့ original base ကလည်း ran နဲ့ဖြော်တာပေါ့နော်ဒါပေမဲ့တချို့လူတွေရဲ့ taste မှာပေါ့ ran နဲ့ Vodka ကိုပို့ပြီးတော့ taste ဖြစ်တာပေါ့ Vodka ပို့ပြီးတော့ဒီ cocktail ရဲ့အရာတာကိုပို့ပြီးတော့ပေါ့နော်သူကဘယ်လိုပြောမလဲ clear ဖြစ်စေတာပေါ့နော်ကဲဖြောကြည့်ရအောင်အဲ့ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ပူစီနန်နဲ့တံမြားလေးကိုထည့်ပြီးတော့ခွက်ထဲမှာကြိတ်လိုက်မယ်နော်ကျွန်တော်ကတော့ချင်းချင်းလေးကြိုက်လို့ပေါ့နော်တံမြားလေးများလေးနဲ့ပေါ့ညီမလိုပဲထောင်းလိုက်တော့ကဲရပါပြီပြီးသွားပြီဆိုလို့ရှိရင် Vodka ကိုတစ်ခွက်ထည့်မယ်ပြီးလို့ရှိရင်တကြားကိုကြတော့၄ပုံ2ပုံပေါ့နော်အချိုသိမ့်မကြိုက်တော့ကိုထည့်ချင်လို့ထည့်လို့လည်းရတာပေါ့နော်ချိုချိုကြိုက်တယ်ဆိုရင်များထည့်ပေါ့ချိုမကြိုက်ဘူးဆိုနည်းနည်း short ထည့်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်မွေလိုက်မယ်မွေလုံးနှံ့သွားပြီဆိုလို့ရှိရင်တော့ရေခဲလေးထည့်လိုက်မယ်ရေခဲထည့်ပါဦးရှင်အပေါ်ကနေပြီးတော့ဆိုတာဝါတာလေးအုပ်လိုက်လို့ရှင်တော့ Vodka Mojito တစ်ခေါက်ရရှိပေါ့နော်ဒီနေရာမှာ Vodka နေရာမှာ ran ကိုသုံးမယ်ဆိုလို့ရှိရင်တော့သူရဲ့ original Mojito တစ်ခေါက်ရရှိမှာပဲဖြစ်ပါတယ်ရှယ်ပဲနော်လုံးဝနေရာဒီနဲ့တော့လုံးဝကွက်တိပဲရေးကြည့်လိုက်မယ်တွေ့ရတာကွက်တိOkay, cheers.